ကျေးဇူးပြုပြီးကျွန်တော်ကြွားရှင်းပေးပါဦးဝနာ ဘာလို့ကွာရှင်းရမှာလဲမင်းငါ့ကိုရှစ်လာပါပြီဆိုပြီးယူထားရလေမကွာရှင်းနိုင်ပိုင်ဒုက္ခ ခမရကျွန်တော်လည်းမကြွားရှင်းပေးဘူးခမရမရင်ငယ်ကိုလည်းအိမ်မော်ခေါ်တင်ထားတယ်ခမရတရားလားဦးဝနာ ငါအတွက်တရားတခုံးမဲ့ပြောမယ်ပိုင်ဒုက္ခမကွာရှင်းပေးနိုင်ဘူး အော်ပန်းကြောင်နဲ့ရေမဖြစ်ကြပါနဲ့ကိုရင်ပန်းထွက်တော့ပြပါမယ်နော် ဟာပန်ကလည်းထွက်သွားကြမလို့ပန်ကလည်းကိုယ်စနီးပဲ အော်ဒါပေမဲ့ ဒီမေအမဦးဝနာလက်ခံပေးမယ်ကျုပ်လက်မခံနိုင်ဘူး ကိုပန်းအောင်ပြောနေပြီ တော်တော့နော်ပိုင်ဒုက္ခ ဘာလို့လဲဦးဝနာအဲ့ဒီမရင်ငယ်ကိုမစွန့်လွတ်နိုင်ကျွန်တော်ကြွားရှင်းပေးပါ ငါမင်းမကွာရှင်းနိုင်ဘူးလို့ပြောနေတယ်နော်ပိုင်ဒုက္ခငါတော်တော့လာစွနေရလား အမလေးကြောက်ပါတယ်မစွာရဲပါဘူးခမရတော့တာယူကြောက်ပါရဲ့ ဘာဘယ်လိုခေါ်လိုက်တယ်ပိုင်ဒုက္ခ ခမရလို့ခေါ်လိုက်တာလေမကြောက်ဘူးလား ဟာလာပန်သွားမယ် ထိုအချိန်တွင်ပိုင်ဒုက္ခမှာမျက်ရည်များနှင့်အတူကြံခဲ့သည် ကျွန်တော်လွတ်လပ်ခွင့်ပေးပါကျေးဇူးပြုပြီးတောင်းပန်ပါတယ်ဗျာကျွန်တော်ပြန်မနေပြီဦးဝနာရဲ့လွတ်လပ်ခွင့်ပေးပါ